2025 ခုနှစ်ဧပြီလ21ရက်မှာမြေငရင်ကြီးမားစွာလှုပ်ခတ်မယ်လို့ TikTok အကောင့်မှာတဆင်မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရဧပြီ22ရက်မနက်10:00နာရီမှာလုံခြုံရေးတပ်ဖွဲ့ဝင်များကမုံရွာမြို့မြောက်ရီရက်ကွက်တိုးချက်ကွက်တစ်ရက်နေမြေ21ရွှေညောင်ပင်လမ်းရှိနေအိမ်ကိုတွားရောက်ရှာဖွေခဲ့ရာတရက်ခန့်ဂျွန်ပမ်မစ်တီအကောင့်ပိုင်ရှင်ဂျွန်မိုးသေးအားဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတရက်ခန့်ကိုစီစစ်ဖော်ထုတ်ချက်အရ၎င်းဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နောက်ပိုင်းမုံရွာမြို့ပေါ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲများမှာအကြိမ်20ခန့်လိုက်ပါဆောင်ရွက်ခဲ့တဲ့အတွက်မုံရွာနယ်မြေရဲစခန်းမှာရာဇသက်ကြီးဥပဒေပုံမှာ905ကကြီးဖြင့်အမှုဖွင့်အရေးယူခဲ့တော်လဲအသက်မပြည့်သူကလေးတငယ်ဖြစ်တဲ့အတွက်မိဘအုပ်ထိန်းမှုအောက်မှာကောင်းမွန်စွာနေထိုင်ရန်မုံရွာခရိုင်တရားရုံးမှအမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်းသိရှိရပါတယ်၎င်းပြင်2021ခုနှစ်မေလ28ရက်မှာကော့ကရိတ်မြို့မှတဆင် KNDO တပ်ရင်း6ကိုတွားရောက်ခဲ့ပြီးအဆိုပါ KNDO တပ်ရင်း6မှာဖွင့်လှစ်တဲ့အကြမ်းဖက်တင်နန်းကိုတင်နန်းသား85ဦးနဲ့အတူတက်ရောက်ခဲ့ကြောင်းအဲဒီနောက်အကြမ်းဖက်အဖွဲ့အစည်းများအတွက်အွန်လိုင်းမှာတဆင်အလူငွေများကောက်ခံထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါတယ်အဲဒီနောက်2021ခုနှစ်စက်တင်ဘာလတတိယပတ်ကမှာမုံရွာမြို့ကိုပြန်လည်ရောက်ရှိနေထိုင်စဉ်အောက်တိုဘာလ30ရက်မှာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်းအဲဒီနောက်နိုဝင်ဘာလ14ရက်မှာမုံရွာမြို့အမှတ်1ရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ90ည52ကကြီးတို့ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီးမုံရွာခရိုင်တရားရုံးမှ2022ခုနှစ်အောက်တိုဘာလမှာထောင်ဒဏ်2နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်မန္တလေးမြို့ရှိလူငယ်ထိန်းသိမ်းရေးတင်နန်းကျောင်းမှာထိန်းသိမ်းစောက်ရှောက်ခြင်းခံခဲ့ရက2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်မိုးတဲ့အနေဖြင့်ထောင်မှလွတ်မြောက်ပြီးနောက်ပေရီလက္ခဏာပညာအားအသုံးချပြီးပြည်သူလူထုထင်အောင်ထင်မှားဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်2024ခုနှစ်ဖေဖော်ဝါရီလမှာဂျွန်မို 5.t အမည်ဖြင့် TikTok အကောင့်ဖွင့်လှစ်ကအကြမ်းဖက်အဖွဲ့အစည်းများနဲ့ပတ်သက်တဲ့ post များကို၎င်းမြင်းငရင်နဲ့ပတ်သက်တဲ့ post များကို၎င်းအများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ကမဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်းစစ်စစ်တွေ့ရှိရတဲ့အတွက်၎င်းအားဥပဒေအရထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပြီးနောက်အလားတူမဟုတ်မမှန်သတင်းအမှားများရေးသားဖြန့်ဝေသူများကိုလည်းစစ်စစ်ဖော်ထုတ်ကထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းမိဘပြည်သူများအနေဖြင့်လည်းတဘာဝဘေးရန်နဲ့ပတ်သက်ပြီးသတင်းအတုသတင်းအမှားများကိုမတမာသူများမှဖြန့်ဝေရေးသားဖော်ပြလျက်ရှိတဲ့အတွက်ယုံကြည်မှုမရှိရန်နဲ့တဘာဝဘေးရန်နဲ့ပတ်သက်တဲ့သတင်းများကိုသက်ဆိုင်ရာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှအချိန်နဲ့တပြေးညီတိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်းအသိပေးသတင်းထုတ်ပြန်အပ်ပါတယ်ရှင်